အားလုံးပဲမင်္ဂလာပါ။ Gamia Story Official 1 ဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ Gamia ခီကျန်ဘိုးဆက်ကခြေလန်းဆိုတဲ့ဝတ္ထုရဲ့စာမှုတစ်အတွဲနှစ်ဖြစ်တဲ့လူကြီးကောင်းကြခြင်းနဲ့အောက်လန်းရှင်သခင်ဆိုတဲ့အတွဲနှစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တာကုန်းရွာဦးကျောင်းပြန်လာတဲ့ဥက္ကတို့ဇနီးမောင်နှံဟာအိမ်ရှိတကားဝရောက်မှာတော့ကြောက်တွေလိုတုံကနေရက်သွားတယ်ဗျ။အိမ်ထဲကိုလက်မဲ့ခြေလန်းတွေရလဲနေကြီးမှာကတ်နေတယ်လို့ဖြည်းဖြည်းနဲ့လေးလံထိုင်မှန်သွားပြီးတော့မှအသက်ယူတိုင်းမှလည်းသွေးညီနံတွေကတဲခိုင်းတဲ့ရနေတာဗျ။အကူကဟိုမှာကြည့်ပါဦးတော့ဒေါ်နန်းခင်ရဲ့တန်ကတုံရင်နေပြီးတော့တညိုးလေးကတော့တကားဝတက်တဲ့ကမြေကြီးစီကိုညွှန်ပြနေတယ်ဗျအဲ့ဒီနေမှာမြေကြီးကအလိုလိုအကွဲနေပြီးတော့မှအကြောင်းတွေကအမြုပ်စီနဲ့သွေးပုတ်တွေကဒစိမ့်စိမ့်ထွက်နေသေးတာဗျအဲ့ဒီသွေးပုတ်တွေကြားမှာတော့ဦးကောင်းဝင်တကူကမြေကြီးတွေကတိုးထွက်တယ်လို့ပေါ်နေတာဗျဦးကောင်းဝင်ရဲ့နှာခမ်းမှာလည်းအနက်ရောင်အင်းစာရွက်တွေကိုကိုက်ထားပြီးတော့မှမျက်လုံးပေါက်ကမျိုးရောင်ကုန်းဝဲတွေထွက်နေသေးတာဗျမန်းတော့ဒါကအိမ်ထဲကိုခြေလန်းနင်းဝင်လိုက်တိုင်းကိုဝင်ဆောင်တဲ့ရဲ့တွေးသားတွေခန်းချောက်စီပြီးတော့မှရင်လေးကိုထဲမှာပုတ်ကတ်သွားစေတဲ့တွေးဆုပ်တင်းချိုင်းအင်းအစီအစဉ်ဗျငူကားတို့လင်မယားကလည်းအဲ့ဒီယာကြီးကိုကြည့်ပြီးတော့တော်ကြောင်းနေတဲ့အချိန်မှာပဲအနောက်ကတင်းကြီးလုံးလာတဲ့ခြေတံတစ်ချံကိုကြားလိုက်ရတယ်ဒီတော့သူတို့နှစ်ယောက်လက်ကြည့်လိုက်တဲ့အချိန်မှာဝိဖြူစီကျဲတဲ့ဘိုးတော်ကြီးပါပဲဗျဘိုးတော်ကြီးရဲ့မျက်နှာကအရင်ကထပ်ပူပြီးတော့မှတီကြီးခံညားနေတယ်လို့ပဲဗျဘိုးတော်ကြီးကဦးကောင်းခွန်စီကိုတဖြည်းဖြည်းချင်းလျှောက်သွားတယ်ဗျသူလျှောက်တဲ့မြေကြီးတိုင်းမှာလည်းရွှေအောင်54လိုအယောင်လေးတွေကထွက်တရအောင်ဖြစ်နေတာဗျဘိုးတော်ကြီးကဦးကောင်းခွန်စီမှာရက်လိုက်ပြီးသူ့ရဲ့လက်ရဘက်ကလက်ညှိုးနဲ့လက်ကလေးကိုပူကလေထဲမှာစလုံးချုပ်ကိုမြန်မြန်ဆန်ဆန်ရေးလိုက်တယ်ဗျပြီးတော့မှနေဝေဘဝဆိုတဲ့ဂိုင်မီယာစလုံးချုပ်ကိုဒီလိုရွတ်ဆိုလိုက်ပြီးတော့မှသူ့ရဲ့လက်ဝါးကြီးနဲ့အိုက်ဦးကောက်ခွန်တက်တဲ့ကိုဘုံကနေရိုက်ချလိုက်တယ်ဗျမြေကြီးတွေကသွေးပုတ်တွေကချက်ချင်းအငွေ့ပြန်သွားခဲ့ပြီးတော့မှဦးကောက်ခွန်ကြီးဟာလည်းမီးလောင်ကျန်းလိုတစ်ဖြည်းဖြည်းနဲ့ပြားဖြစ်ပြောင်းလဲသွားတော့တာဗျအဲ့ဒီအချိန်ကျမှဦးကောက်ကတော့လင်မယားလည်းရင်ထဲကလုံးရင်ကျသွားတယ်လို့အသက်ရှူချောင်းလာတယ်လို့ဖြစ်သွားတာပေါ့ဗျာဘိုးတော်ကဦးကောက်ကိုလှည့်ကြည့်ပြီးတော့အမောင်အကဒါကအောက်လန်းစီစဉ်ရဲ့ကွဒါအစပဲရှိသေးတာပါဒီစီစဉ်ကိုလုပ်တဲ့သူကလည်းအောက်လန်းလောကမှာရမ်းနာမည်ကြီးတဲ့ဦးကန်ဆိုးလို့ခေါ်တဲ့သွေးသားကဝေကြီးပဲကွသူကနှလုံးတစ်ဖက်ကိုစရေးပြီးတော့မှဒီပညာဆင့်ကိုရယူထားတဲ့ကဝေကြီးပဲဒီညငါ့အထင်မမဘူးဆိုရင်တော့သူကိုယ်တိုင်လာလိုက်မယ်ထင်တယ်ကွအဲ့ရှင်မှာဦးအခါနဲ့ဒေါ်နန်းခင်ကလည်းအနေငယ်တုံ့နှုတ်သွားခဲ့တယ်ဒီချင်းအောင်မြင်တဲ့ဘိုးသူတော်ကမကြောက်ပါနဲ့ကွငါရှိနေသေးတော့ဒီငုံဘယ်သူမှဖြစ်စီလို့မရသေးဘူးဆိုပြီးတော့အေးစိတ်တည်ငြိမ်တဲ့လေတံနဲ့မာချိုင်းရင်းနဲ့လက်ကိုနောက်ပြေကခြံဝန်းထဲကနေထွက်သွားတယ်ဗျဒီလိုနဲ့ရောက်ရသားတွေအကုန်လုံးတကားတွေပိတ်ပြီးတော့မှအိမ်မောကျသွားတဲ့အချိန်အမှန်တော့လူကြီးကောင်းချခြင်းပေါ့ဗျအဲဒီအချိန်ရောက်တဲ့အချိန်မှာတော့လေတူးကလေးလံထိုင်းမှန်းလာပြီးပစင်းရင်ကွယ်ချို့တောင်မှအော်ဆန်လေးတိတ်ဆိတ်သွားတယ်ဗျရုတ်တရက်ဆိုလိုပဲဗျဦးကကတော့ဝင်းထဲကိုအမဲအောင်တိတ်နာကြီးတစ်ခုကမြေမှာလိမ့်ဝင်လာခဲ့ပါတယ်အဲ့ဒီတည်းကဦးကန်ဆိုးဟာတောင်ဝေးတရားတောင်နဲ့စောင့်ပြီးထွက်လာတော့တာဗျသူလျှောက်တဲ့ခြေလန်းတိုင်းကနားမှာရှိတဲ့မျက်ပင်တွေဆိုလို့ရှိရင်လေအမဲအောင်မြေပြန်လာချက်ချင်းကိုညှို့ချောက်ကြသွားတာဗျအောက်လန်းဆရာဦးကန်ဆိုးရဲ့ပညာကိုခမရတို့ကမှန်းလာကြည့်တော့ဗျဒါနဲ့ဗျဦးကန်ဆိုးရဲ့မျက်နှာကလေတွန်းလိန်နေပြီးတော့မျက်လုံးတစ်ဖက်ကလည်းမီလုံးကြီးလိုရဲရဲတောက်နေသေးရဲ့ဗျလူရဲ့လေဘက်မှာဆွဲထားတဲ့လူရိုးပရီလုံးတွေဆိုတာလေတစ်ခုနဲ့တစ်ခုရှိုက်နေတာတကွက်ခွက်နဲ့အော်နေလူပဲဗျဒါပေမဲ့ထူးဆန်းတာကဘိုးတော်ကြီးကဘယ်ချိန်ကနေရောက်နေမှမသိဘူးဗျအဲ့ရှိမှမမကြီးရဲ့လို့ဗျလက်ထဲမှာလဲဘီးလေးကိုတလုံးချင်းစိတ်နေသေးတာဗျဦးကန်တို့ကအဲ့ချိန်မှာဖိုးတော်မြင်တော့နှခမ်းလေးတုံ့ပြုံးလိုက်ပြီးဟာဟိုဖိုးတော်မင်းလားငါ့ရဲ့စီစဉ်ကိုဖျက်ရဲတယ်ပေါ့မင်းတို့ဝိပူစင်းကျင်းနဲ့တာမန်ဘီးစိတ်တဲ့လူကငါလိုဆရာကိုတားနိုင်မယ်ထင်လို့လားဖေးစမ်းမဟုတ်ရင်မင်းမတည်သွားမယ်ဆိုပြီးတော့ဘိုးတော်ကိုခတ်တယ်ရော်လေးပြောလိုက်တယ်ဗျအဲ့ဒီပြောဆိုနေတဲ့အချိန်မှာဘိုးတော်ကသူ့ရဲ့လက်ဖွားကိုဖြန့်ကမျက်လုံးမိတ်ပြီးတော့ဂါရာတစ်ပုတ်ကိုရွတ်ဆွလိုက်တယ်အဲ့လိုရွတ်ဆွနေတဲ့အချိန်ကမှပဲအိမ်ပတ်ထဲမှာဖောက်ထွင်းပြီးမြင်ရတဲ့အလင်းစံဝင်ကြီးတစ်ခုကအလိုလိုပေါ်လာပြီးတော့မှအပြင်းကအတန်တွေအလင်းတွေကိုရွာရွာသားတွေမမြင်အောင်ဖုံးဝယ်လိုက်တာဗျဒါကလည်းရွာရွာသားတွေမသိအောင်အိမ်မောကျနေတဲ့အပြင်သူတို့ရှင်ပြိုင်တာတွေကိုရွာသားတွေစီမထိခိုက်အောင်ဖိုင်းလိုက်တဲ့ဂမ်မီယာစစ်မြေပြင်တစ်ခုပေါ့ဗျာဒီနေရာမှာပြည်သက်တွေကိုကျွန်တော်နဲ့ကိုကြီးတစ်ခုကောင်းနေရှိပါတယ်အဲ့ဒါတော့ကျွန်တော်တင်ဆက်သူတွေဟာပြည်သက်တွေရပေးမှုရှိမှာပဲဆက်လက်ပြီးတော့မှခွန်အားတည်ရရှိနိုင်တဲ့သူတွေဖြစ်ကြတာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရရင် subscribe လုပ်ပြီးခဲ့ဘူးလဲမြတ်တာရက်ခမိုင်းလို့ပြောကြရင်လည်းဇလန်းလေးဆက်လက်ပါအောင်ခင်ဗျာအဲ့ဒီချင်းအောင်မြင်တဲ့ဦးကန်စုဟာဒေါသကြီးနဲ့သူ့လွယ်ထဲမှာရှိတဲ့လူကောင်းခွန်မှုံကိုလေထဲကိုပတ်ကျဲလိုက်တယ်ဗျအဲ့ဒီမုံနေရလေထဲမှာတဖွာဖွာလွှမ်းပြန်နေပြီးအစိမ်းအောင်မီးတော်ဝင်းညင်နေဖြစ်ပြောင်းလဲသွားပြီးတော့မှဖိုးသူတော်စီကိုလေတိုးသလိုအတင်းတိုးဝေသွားတော့တာဗျဒါတည်းမကသေးဘူးဗျဦးကန်စုကသူ့ရဲ့တောင်မွေးကြီးကိုမြေကြီးမှာပြင်းပြင်းထန်ထန်စောင့်ချလိုက်တော့တောက်နေဆိုတဲ့အတန်နဲ့အတူမြေကြီးတွေအတန်ကြီးတက်နေတဲ့မိုးရမွေကောင်တိုးထလာလို့ဗျအိမ်တိုင်းတွေကိုဝိုင်းပြီးဖျက်ဆီးဖို့ကြိုးစားတာပေါ့ဗျာဒါအောင်လန်းရဲ့အကြမ်းဆုံးတိုက်တီတစ်ခုတည်းရမှာ
မြေရှိုးတံမိုးဆက်တိုက်ပဲဗျအဲ့ဒီချိန်မှာပဲအင်းကြီးကလည်းတရင်ချင်းနဲ့တုံခါလာပြီးတော့မှခမိုးပေါ်အောက်ကျွေတော်တစားစီလွင့်ကုန်လို့ဗျဦးကတော့လင်းများအိမ်ထဲမှာကြောက်နေလိုက်ပုံများတယောက်တယောက်ဖတ်ထားကြတာဗျအဲ့ဒီချိန်မှာဘိုးတော်ကြီးကမျက်လုံးဖွင့်လိုက်တော့သူ့ရဲ့မျက်လုံးထဲကဝင်းနဲ့ဆိုပြီးအယောင်လက်တာကိုတွေ့လိုက်ရတယ်ဗျသူကလက်ရဘက်လက်ဝါးကိုရှေ့ဆက်ပြီးတော့မှအရာတစ်ပုတ်ကိုတူတူလေးရွတ်ဆွလိုက်သေးတယ်ဗျဘိုးတော်ကြီးရဲ့လက်ဖွားရဲ့လေကနေရုံးတစ်လုံးလိုမျိုးရွှေရောင်ဝင်းနှန်းတွေထွက်လာခဲ့ပြီးတော့မှမြေကြီးအောက်ထဲကိုစီးဝင်သွားတော့တာဗျအဲဒီလိုလင်းရောင်တွေကမြေကြီးထဲကိုစီးဝင်သွားပြီးတဲ့နောက်မှာတချွင်ချွင်တချောင်းဖြောင်းတဲ့အတူတန်ချောင်းတွေကျိုးပြစီတဲ့အတန်တွေကမြေကြီးအောက်ထဲမှာကြေးကြီးထွက်ပေါ်လာတာဗျဦးကန်ဆိုရဲ့တံမိုးဆက်ပညာတွေဟာလည်းတဖြည်းဖြည်းနဲ့တိမ်မျိုးပြောက်ကသွားတဲ့ချိန်ဦးကန်ဆိုကင်ထားတဲ့တောင်ဝေးကြီးကလည်းလက်ထဲမှာနေအပိုင်ပိုင်ကျိုးပြကုန်တာပေါ့ဗျမဖြစ်နိုင်ဘူးဆိုပြီးတော့ဦးကန်ဆိုကတန်တုံတုံကြီးနဲ့ဟိုဟင်းနေရဗျဦးကန်ဆိုတရားမျက်လုံးမျက်စံပြူးပြီးတော့မှတစ်သက်ထဲကနေပြီးသူ့ရဲ့ဟက်ကနေထွက်လာခဲ့တာဗျဟင်မင်းကတာမန်ဖို့တော်ဆင်မဟုတ်ပဲမဖြစ်နိုင်ဘူးဆိုပြီးတော့ဦးကန်ဆိုကတန်တုံတုံကြီးနဲ့ဟိုဟင်းနေရဗျအဲ့ဒီချိန်မှာဝိသရိုကြီးကရှေ့ကိုဖြည်းဖြည်းချင်းရှောက်လာခဲ့ပြီးတော့မှကန်ဆိုမင်းရဲ့ပညာတွေကသူတစ်ပါးကိုဒုက္ခပေးဖို့တုံးနေတာမလို့ငါအလူခံလိုက်တော့မယ်လို့အေးစေးတည်ငြိမ်စွာပြောလိုက်တဲ့အချိန်ဦးကန်ဆိုကငါအရှုံးမပေးသေးဘူးအဲ့လိုအော်ရင်းနဲ့သူ့ပညာတွေသိမ်းခံလိုက်ရမယ့်အရေးကိုသိလိုက်တဲ့အခါမှာတော့သူဟာကြောက်မက်ဖွယ်ရာကောင်းတဲ့အသက်နဲ့ရင်းပြီးတိုက်တဲ့ချိန်စာကိုတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းငါပညာကိုသိနိုင်မယ်ထင်သလားငါအသက်ကိုရင်းပြီးဒီကလေးကိုငါနဲ့တူခေါ်သွားမယ်ဆိုပြီးအော်ဟစ်လိုက်တယ်အဲ့လိုအော်ရင်းနဲ့ဦးကန်ဆိုကသူ့ရဲ့ရင်ဘတ်ကိုကုတ်ဖြဲလိုက်တဲ့အချိန်ရင်ဘတ်ကထွက်လာတဲ့သွေးတွေကိုလက်နဲ့ကြစ်ကြစ်ပါအောင်ဆုပ်ကန်ပြီးဝေဟင်ကိုမြှောက်တဲ့အချိန်မှာပဲသူ့ရဲ့တကူလုံးကမိကုန်းငွေထွက်လာခဲ့ပြီးတော့မှအယိုးပေါ်ရည်တည်မဲ့ကြံမာတော့တယ်ချက်ချင်းစလိုပဲ6ကပ်သွားပြီးတော့လူဟာသူ့ချိန်သာတိုက်ဖို့စတင်တော့တာပဲဗျ။ဦးကန်ဆိုကသူ့ရဲ့ဝင်းကျင်ကိုတင်မထန်အပ်ပြီးတော့မှဒီကလေးကိုမမွေးလာနိုင်အောင်တကယ်မေးလာခဲ့လို့ရှိရင်သွေးရမိသေးပါသေးဆိုတဲ့အသက်နဲ့ရင်းပြီးတော့မှချိန်သာတိုက်သွားတာဗျ။ဒီကလေးဘယ်တော့မှလူလောကမှာမမြင်ရပါစေနဲ့။အဲဆိုပြီးတော့မှဦးကန်ဆိုကသွေးရအပ်ပြီးမိကြီးတော့မှပုံရံကြားလဲကြပြီးတေးဆုံးသွားပါတော့တယ်။အဲဒီချိန်မှာနိုင်အောင်ချိန်သာငွေသက်တွေဟာအိမ်ထဲကိုတိုးဝင်သွားပြီးတော့မှဒေါ်နန်းခင်ရဲ့ဝါပိုက်မှာအနိုင်အောင်လက်ဝါးရကြီးဖြစ်ထင်ကြံသွားခဲ့ပါတော့တယ်။ကဲပရိသတ်တွေနဲ့ဒါဆိုလို့ရှိရင်အသက်နဲ့လဲပြီးဥက္ကံဆိုးကချိန်သာတိုက်သွားတာဆိုလို့ရှိရင်အဲ့ချိန်သာတွေကိုဝိဇ္ဇိုကြီးကဘယ်လိုဖြည့်ရှင်းပေးသွားမလဲ။နောက်ပြီးဒေါ်နန်းခင်ရဲ့ဘိုက်မှာပေါ်နေခဲ့တဲ့လက်ဝါးနဲ့ရကြီးရောဒေါ်နန်းခင်တို့သားမီးကိုဘယ်လိုဒုက္ခပေးအောင်လဲဆိုတာကိုတော့ဝိတုရဲ့ပိုင်းသုံးဖြစ်တဲ့ဒွေးနဲ့ချိန်သာနဲ့အသက်လူပွဲဆိုတဲ့အပိုင်းမှာဆက်လက်ပြီးတော့နားဆင်ရမှာပဲဖြစ်ပါတယ်။ကဲဒီတော့ဒီကနေ့အတွက်ဒီလောက်နဲ့ပဲကျွန်တော်ရနာခွင့်ပြုပါအောင်လို့ပြောချင်နေပဲနောက်ထပ်အပိုင်းတစ်ပိုင်းတွေမှာပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ပါဦးမယ်ခင်ဗျပရိသတ်တွေရဲ့တင်းတာပေါ်ပေါ်လေးလည်းပြေရောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်